လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောအောင်သို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်စိုးရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲအရှင်ဘုရားဘုရားတွေ့တော်ဒီတန်တရားဆက်ဆက်မစရယနေ့တိုင်အောင်ဘုံကျေးဇူးကြီးမားကြကုန်တော့ဘုရားတရားတန်ခါမိဘဆရာနဲ့တကွခင်မွန်းကြီးစေပါပေါ်၌ကာယကံဝစီကံမနောကတဘာပါရောကံတို့ဖြင့်မတိစိတ်နှင့်ဖြစ်စေတိစိတ်နှင့်ဖြစ်စေမိုက်မယ်ဖြစ်စေပြပါလို့ကျူပြီးဒီကရှိခဲ့ပါကသင်ရှိနေသောဝိကျွေးတန်တရားဒုက္ခဝဆင်းရဲများသည်ယခုကရောရရှင်မရတော့အကျိုးများကြောင့်ပြင်းစင်ကြေပြောင်းရပါစေလို့ရှင်ရဲ့ဘုရားရှင်ဘုရားအကြောင်းတယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲ